မောင်ဝင်900ကစားရှိုံနဲ့အရသာရှိအကင်စားလို့ရမယ်အပြင်စစောမသွားရင်အကုန်ကုန်သွားလို့လာရလန်းတိုင်းလှည့်ပြန်ရတတ်တဲ့မော်လမြိုင်မျိုးစီးကြီးကအမှတ်1ကြောင်ရှိရာလူကြိုက်များတဲ့ချက်ကင်စားလေးစီကိုဒီတရားခေါ်သွားပေးပါမယ်နော်။သူ့ဆိုင်လေးမှာကတော့အချင်းရတော့အသက်ပေါ့နော်။သူ့အချင်းလေးနဲ့ဆိုရင်ထမင်းနဲ့စားလို့လည်းအရန်ကိုအဆင်ပြေတယ်။ဒီကတော့အခုလိုမျိုး2မျိုးထည့်ပေးပါတယ်ရှင်။ပွဲချိန်က3နာရီဆိုရင်ပဲ4နာရီလောက်သွားရင်တော့မှတိတ်ပြီးတော့မစုံချင်တော့ဘူးပေါ့နော်။ဒီဆိုင်လေးမှာဆိုရင်အခုလိုမျိုးချက်ကင်တွေကတော့တစ်ချောင်းကို600ပါ။တရေတို့အသားတို့အစီဘူးတို့ပါမယ်ပေါ့နော်။အခုလိုမျိုးတောင်ပန်းကတော့တစ်ချောင်း2000ပါပြီးတော့ကြက်မဲကင်လေးဆိုရင်တစ်ချောင်း1000ပြီးတော့လေသူ့ဆိုင်မှာကစိုက်ကယ်ကင်လေးတွေလည်းရတယ်စိုက်ကယ်ကင်လေးဆိုရင်ဒီကသူ့ဆိုင်အကင်လေးကိုပို့ကြိုက်တယ်ပေါ့နော်သူ့ဆိုင်မှာကတော့လေကြက်ဥကင်ကတော့တစ်ချောင်း1300ပါတဲ့ကျူကင်လေးလည်းရတယ်ပေါ့နော်ကျူကင်ကတော့တစ်ချောင်း900ပဲဖြစ်ပါတယ်ရှင်သူ့ဆိုင်လေးရဲ့လမ်းနာမည်ကိုပြောရမယ်ဆိုရင်တော့စေကြီးကုန်း18လမ်းတက်လို့လည်းပြောလို့ရပါတယ်ဆိုင်လေးကပွင့်လာတာဘယ်လောက်ကြာပြီလဲလို့မေးကြည့်လိုက်တဲ့အခါကျတော့အမကပြောတယ်ပေါ့နော်3-4နှစ်ကျော်ပြီလို့တော့ပြောပါတယ်သူ့ဆိုင်ကအဲ့ဒီအချင်းစဲရောက်ဆိုရင်ဒီဘယ်လောက်တော့ကြိုက်လဲဆိုရင်ဒီထမင်းနဲ့တောင်မှအချင်းကိုထပ်စားတာပေါ့နော်ချက်ကင်စားပြီးရင်အချင်းကိုတိန်းနာပါသေးတယ်လို့လေအခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာမော်လမြိုင်မျိုးကားသူတွေပါတယ်ဆိုရင်ဒီဆိုင်လေးကိုလမ်းကြုံတဲ့ခါကျရင်တွားကြည့်ပါနော်မော်လမြိုင်မျိုးကားသူတွေမဟုတ်ဘူးဆိုရင်လည်းမော်လမြိုင်မျိုးကိုလာလဲဖြစ်တဲ့ခါကျရင်ဒီဆိုင်လေးမှာလာစားကြည့်ပါနော်ဒါဆိုရင်ဗီဒီယိုလေးကိုဒီထိရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကြည့်တင်ပါရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲဒါပါ